ဒါရနေ25နှစ်ကုန်ပါလားဒါလည်းပြခဲ့ခင်းဖြစ်ပါလားဆက်ထတဲ့ဒါကန့်ချနာတူဒီမှာရှိတဲ့ aquarium တစ်ခုရောက်တာဖြစ်ပါတယ်ဒါရှောက်လမ်းပေါ့နော်အဲဒီအထဲဝင်လို့တော့သွားနေတာနောက်မှာတော့ဒီ aquarium ရှိတဲ့နေရာလေးကိုရောက်ဖို့အတွက်မှတန်းစီနေကြတယ်ပေါ့နော်အထက်ထဲဝင်သွားဖို့အတွက်လူတွေအများကြီးပဲဒါ ticket ဝယ်ပြီးတော့ပြီးဒါပေမဲ့အမှစောင့်နေရတာပေါ့နော်နောက်မှာအထက်ရောက်တော့ပါတယ်ဒါမှန်ပေါင်လန်သားနဲ့လောက်ထားတဲ့ပေါင်လေးကိုရှိနေတယ်ပေါ့ဒီတလီတာနဲ့တူလို့ပြောရတယ်ဒီနောက်မှာတော့ဒီအပြင်ဘက်မှာရှိတဲ့တခြားတင်းနေရပါတော့မန်ပေါင်ထဲမှာရှိတဲ့ငါးလေးတွေပေါ့အဲ့မှာတော့တကန်ပြရတယ်အဲ့ဒီနေရာရောက်တော့ပါတယ်အမရငါအမျိုးစားရတော့အများကြီးပဲပေါ့နော်ဒီမန်ပေါင်တကန်စီတိုင်းမှာငါတစ်မျိုးစီကိုသူကပြထားတာပေါ့နော်အမျိုးမနေတောက်ရှော့ရှည်တိုင်းဒါတော့ဒီမှာနည်းနည်းလေးပဲကြိုက်ထားတာပေါ့နော်လို့ရှိရင်အလောင်းငွေငါးတွေလည်းရှိရပါတော့ပြန်မှာ skywalk ကိုရောက်တော့ပါတယ်အောက်ကနေကြည့်လိုက်တော့ view ကမလောက်လို့ထင်ရတယ်နော်အပေါ်ရောက်တော့ view ရအရှိရပါတယ်ဒီကticket နေရတယ်နော်တန်းစရင်းရနောက်မှာအပေါ်ရောက်တော့ပါတယ်တစ်ထပ်ရောက်ရှိတော့အရှိတစ်ထပ်ရောက်တော့မှနောက်ထပ်တစ်ထပ်ပြန်ထပ်တာပေါ့နော်အဲ့ဒါကိုတယ်လီဂရမ်နဲ့တက်ကနေနှရှောက်တက်ပါတယ်ပေါ်ရောက်တဲ့ချိန်မှာခုနပြောလို့ပဲယူလေးရတော့တန်လာတယ်ဒီဘက်မှာရှိတဲ့ view လေးကိုကြည့်ရတာပေါ့နော်အဲ့ဒီမှာတချို့လေးနေရတယ်တချို့ဘောနော်သူတို့ထိရောက်တဲ့နေရာတွေကျတော့လူဦးရေတတ်မှတ်ထားတယ်အနည်းဆုံး10ရောက်15ရောက်အဲ့လောက်ပဲသွားရက်လို့ရတဲ့နေရာတွေပေါ့နော်အားလုံးမန်ပေါင်မှာရှောက်ပြီးအောက်လမ်းကြည့်ရအဲထိတ်ရင်ကိုတော့ဖြစ်ပါတယ်အဲနောက်မှာတော့တခြားတနေရာဆက်ရောက်ရှိပါတယ်ဒီမှာတော့ရေကစားလို့ရတဲ့နေရာပေါ့နော်ဒါတော့ရေအိမ်နော်တဲအိမ်လေးရှိရဲ့နေရာပေါ့နော်အဲဒါအပေါ်ပါဒါအိမ်လေးကဒီလိုပုံစံလေးတွေပေါ့ဒီအိမ်လေးဆက်ကနေပြီးတော့ဆက်နဲ့ဆွဲရတာပေါ့နော်ဆွဲရတယ်ပြီးအဲ့ဒီအိမ်တလုံးချင်းဒီမှာကအိတ်ခမ်းပါတယ်ရေချိုးကန်အင်ဒါရှိတယ်ပြီးချက်ပြုတ်စားတောက်လို့ရနေတာရှိတယ်ပြီးအခုနပြရတဲ့အပေါ်ဘက် view နဲ့တက်ကြည့်လို့ရတယ်ပေါ့နော်နောက်မှာတော့အဲ့အိမ်လေးကိုရက်ထားပြီးတယ်လူရှင်ကိုကအမှလိုက်ပြီးတော့လေးလုံးကစားလို့ရတယ်ဒီလိုကစားရရှိမှလည်းတို့ကအဲ့ဖော့အင်းကြီးပေါ့နော်တက်ကအင်းကြီးကိုဝတ်ပြီးမှတို့ခွင့်ပြုတယ်ဒါတော့ဒီဖော့ရာဘာပြားပေါ့နော်ရာဘာပြားပေါ်မှာဒါဆက်နဲ့ရှေ့ကနေဆွဲရတယ်ပြီးလို့ရှိရင်တို့ရှေ့ကနေဆက်ပေါ်နေတချင်းကိုဖွင့်ပေးတယ်နောက်မှာတော့စားတောက်တဲ့ချိန်ပေါ့နော်စားတောက်တဲ့ချိန်မှာဒီဆိုင်မှာတော့စားကြမျိုးစုံရတယ်ကိုကြိုက်ကစားမစားနောက်ညပိုင်းမှာတော့ဒီမင်းတမန်တာလို့ခေါ်ရနေရမှာဒါလည်းလေခဲ့ပါတယ်နောက်မှာတော့မီဘဂါဒန်ဆိုတဲ့နေရာကိုရောက်သွားပါတယ်မှာတော့တန်းနေအလားပြတော့တယ်ပြေဝယ်လို့လည်းရတယ်ဒါခတ်ချစ်လေးပေါ့နော်အဲ့နောက်မှာတော့ဒီလက်မြားပင်ရှိတဲ့အောက်မှာပြန်လာ
ရှောက်တာရှောက်လည်းပြီးပြန်လာနာပြီးလမ်းမြဒီပြန်လာစားထိုင်စားလို့ရတဲ့နေရာပေါ့နော်ကိုဖက်အဖွဲလေးနဲ့ဆူပြီးတော့ထိုင်စားကြပါတယ်ပြီးတော့အဲ့ဒီရှောက်လန်းတစ်လျှောက်လို့ရှိရင်ပန်းဒီရှိရနေအောင်ရောက်တော့မှာဖြစ်ပါတယ်ဒီရှောက်လန်းမှာတော့အဲ့မှာအပီးနေလေးလူမျိုးလေးနဲ့ဆင်ရပါတယ်ဒါတော့ရှောက်လန်းမှာအဲ့ဒီနာမဆိုတော့ People Gardens ဆိုတော့ပန်းအရင်ကြီးအကြည့်လိုက်ပါပါတယ်။ဒီမှာဆိုရှင်ဒါတော့ဒီအပြည့်ကြီးပါရနိုင်နေရပါတော့။ဒီ decoration လည်းလုပ်ထားရမ်းလာပါတယ်။